နေ့ဖေဖော်ဝါရီလ15ရက်နေ့မှာတော့မြန်မာရှန်လီပွဲစဉ်18ရက်ပွဲစဉ်တစ်ပွဲဖြစ်ရာမညယူနိုက်တက်တင်းနဲ့ ISB တင်းတို့ကတော့မကြခင်မှာသူ့မနာကွင်းမှာတော့ရှင်မဲကစားကြတော့မှလည်းဖြစ်ပါတယ်။တန်စင်ဖို့နီးစက်လာပြီဖြစ်တဲ့ရာမညတင်းနဲ့နိုင်ပွဲတွေနဲ့နောက်ပိုင်းတွေမှာဝင်းနေခဲ့တဲ့ ISB တင်းတို့ဒီနေ့ဘယ်တင်းနိုင်ပွဲပြင်လဲရှာတွေ့ရမလဲကျွန်တော်တို့စောင့်ကြည့်ရဖို့ရှိနေကြရလဲဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်ကိုတော့ကွင်းလယ်တိုင်းပြည်ဦးနိုင်ဝင်းအေးရတာဝန်ပြီးကန်တွေပြီးတော့မှလည်းဖြစ်ပါတယ်။အကူတိုင်းတစ်ဖြစ်ကတော့ဦးချစ်မိုးအေးအကူတိုင်းနှစ်ဖြစ်ကတော့ဦးမြတ်သူအောင်နဲ့စတုဒ္ဒတိုင်းဖြစ်ကတော့ဦးသက်စင်ဦးတို့တော့ဒီနေ့မှာတာဝန်ပြီးကန်တွေပြီးကြမှာလည်းဖြစ်ပါတယ်။အများသိမဲ့ပြန်ထားသေးရဲ့မြတိန်တန်ဝင်းအေရကလေးပေးထားတယ်ပိတ်တယ်ရောင်ညာသည်ပမာဆုံးကိုပေါက်တဲ့ကဲချက်မှာပဲဥဆောင်ကိုတော့စတင်ရရှိသွားခဲ့ပြီလေဖြစ်ပါတယ်တင်ကောင်းဆောင်တိန်တန်ဝင်းရဲ့ကောင်းမွန်လာတဲ့ပေးဖို့မှုကိုတော့အေရထဲမှာရှိနေတဲ့ညီညီအောင်အမောင်းမရှိစုံသက်ပိတ်သိမ်းနိုင်ခဲ့ရလဲဖြစ်ပါတယ်ပွဲစား3မိနစ်မှာပဲရောင်ညာသည်ပထမဆုံးကိုပေါက်ချင်းချောက်မှုပထမဆုံးကိုပေါက်တဲ့ကဲချက်အနေနဲ့ SB တင်းကိုတော့စတင်ပြီးဥဆောင်ကိုတင်းကိုတွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ရောင်မြန်တင်းခန်းစစ်ပြရှင်းနိုင်ကြရလည်းဖြစ်ပါတယ်။ကောင်းမြန်ရင်ပြန်ထားသေးတဲ့အရှုပ်ပေးထားတယ်။စန္ဒနိုင်ရတဲ့ဝင်လာပြီ။မလွတ်ဘူးခင်ဗျာ။လက်ကန်တယ်။ SB တင်းကတော့ပွဲစား10မိနစ်မှာနေတော့သူတို့ရဲ့ကိုပေါက်ကန်ချက်4ချိန်ထိတော့ရှိလာ။ခိုင်ရန်ဝင်ရှုပ်ပေးထားတယ်ဗျာ။ SB တင်ရလာပြီလူချွတ်ချွတ်ပဲပြောပေးရတယ် SB တင်ခြေပါကိုရဖို့အတွက်နောက်ထပ်အကျိုးဆောင်မှုတစ်ချိန်ကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရလဲဖြစ်ပါတယ်ညာချမ်းကနေခိုင်ရင်ဝင်းရဲ့ပေးပို့မှုကနေတော့မာတီနိုလွတ်ချွတ်ချွတ်ရပြီးတော့အေဗီယာတွေကိုဖျက်ချိုးပေးမှုကတော့ရာမြတင်ရဲ့ခက်စင်စားမတွေရဲ့ပြန်လည်ရှင်းထုတ်ခြင်းပဲခံခဲ့ရလဲဖြစ်ပါတယ်အဲဒီချိန်မှာ SB တင်ရလာပြီခိုင်ရင်ဝင်းရှုပ်ပေးရတယ်ဒီချိန် ISB တင်ရဲ့တိုက်စစ်စင်မှုကလည်းရာမညာတင်ရဲ့ကစားမတွေရဲ့ပြန်လည်တားဆီးခြင်းပဲခံခဲ့ရလဲဖြစ်ပါတယ်။ခိုင်ဝရှုပြီးတာမြတ်ကောင်းမြင်ကြီးဘလုံးရလာပြီ။လက်ကန်နေပွဲကစားခြင်းကတော့15မိနစ်ကိုကျော်လွန်လာခဲ့ဖြစ်ပါတယ်။လက်ရှိချိန်နေမှာရာမညာယူနိုက်တက်တင်ရဲ့ဥဆောင်ခြင်းကိုတော့ ISB တင်ခံရတာဖြစ်ပါတယ်။ခုဆိုရင်တော့ ISB တင်ရဲ့တိုက်စစ်စင်မှုကြိုးစားတယ်။ဒီချိန်စန္ဒနိုင်ရဲ့ခေါင်းတဲ့ချက်ကလည်းတွင်ကိုဖြစ်ဖို့တော့မလုံလောက်ခဲ့ဘူး။ဒါကြောင့်မလို့ကိုသမားထူးကျော်အလွယ်တကူပဲခါခွဲသွားတယ်။အတင်းရဲ့ကစားကွက်တိဆောက်ပြီးတော့ရှေ့ကိုထည့်ပေးထားတယ်။ကောင်းမြင်ရင်ဘုံလုံးလက်ခံထားတယ်ရထားသေးတယ်ခိုင်ရဲဝင်အတင်းကောင်းတော့ရထားသေးတယ်။အလဲကိုထပ်ချိုးပေးတဲ့အခြေအနေကကိုဖြစ်မလာခဲ့ဘူးနောက်ထပ်တစ်ချိန်ထပ်ကန်ထားတယ်။ခန်းစစ်စုံထဲမှာကစားသမားအနည်းဆုံး6ယောက်လောက်ထားပြီးတော့ရှင်ပြိုင်ကစားနေတဲ့ရာမညာယူနိုက်တက်တင်းရဲ့ခန်းစစ်ကိုတော့ ISB တင်းကထိုးဖောက်ဖို့တော့အခက်ခဲနေတာဖြစ်ပါတယ်။ရာမညာယူနိုက်တက်တင်းကလည်းသူတို့ဒုတိယအကျော်မှာအတစ်ခေါ်ထားတဲ့နိုင်ငံသားကစားသမားတွေဒီနေ့ပွဲစဉ်မှာပါဝင်လာခြင်းမရှိတာပဲဖြစ်ပါတယ်။အခုဆိုတော့ရာမညာယူနိုက်တက်တင်းကဒုတိယချိန်မြောက်တိုက်စစ်ဆင်ခွင့်ပဲဖြစ်ပါတယ်ဒီချိန်မှာလည်းကျော်နံပါတ်89ညီညီအောင်တိုက်စစ်ဆင်မှုဖြစ်ပါတယ်ဥစနာ ISB တင်မဲ့ရှုအမြောက်ကနေပေးထားတယ်ခန်းစစ်စုံတွေကိုရောက်တယ်စလုံးပါဆိုင်မှုတာနဲ့ပွဲကိုစားနေပြီမလဲခြေပါကိုတော့ပြန်လည်ရရှိထားခြင်းတော့မရှိသေးရလားဖြစ်ပါရှုပေးလိုက်ပြီလက်ကန်နေခန်းစစ်ကနေတိုက်စစ်တီလိုက်ပါလာခဲ့တဲ့ဆိုးလေးအောင်ဒီရိုင်းမှာပေါ်လာတဲ့အခွင့်အရေးကိုတော့အမီးကအဆုံးသတ်ဖို့ကြိုးစားခဲ့ရင်လည်းသူ့ရဲ့ကန်ချက်ကတော့ကိုပေါက်တက်မဲ့ခဲ့ခြင်းတော့မရှိရလဲဖြစ်ပါတယ် ISB တင်းနေနဲ့ယခုလိုမျိုးအခွင့်အရေးကောင်းနေတော့ကောင်းမြင်ကြီးခိုင်ရင်ဝင်းနဲ့ပေးတာမြအေရွာတို့ပေးထားပြီးကောင်းတိုက်တယ်နိုင်လင်းဖြိုးလွတ်လွတ်ကျွတ်ကျွတ်တော့ကောင်းတိုက်ခွင့်ရခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့ရလာတဲ့အခွင့်အရေးကိုတော့အဆုံးသတ်နိုင်ခဲ့ခြင်းတော့နိုင်လင်းဖြိုးမရှိရလဲဖြစ်ပါတယ်ခိုင်ရင်ဝင်းရဲ့ပေးပို့မှုကောင်းမွန်ခဲ့ပေမဲ့နိုင်လင်းဖြိုးလွတ်ကျွတ်ကျွတ်ကောင်းတိုက်ခွင့်တော့ရခဲ့ရဖြစ်ပါတယ်လူပေးမားတယ်လို့ဆိုရမယ်ရာမညာယူနိုက်တက်တင်ဘောလုံးပြန်ပြီးတော့ရယူသွားတယ်ပြန်ပဲကစားသမားတွေကိုအဆင့်ဆင့်ဖြတ်ကျော်သွားတာပဲဖြစ်ပါတယ်ညီညီအောင်ပဲမာတီနိုနဲ့အင်ဆိုင်တွေ့တယ်ညီညီအောင်ရလာပြီပြီးတော့ပေးထားတယ်ကျွန်တော်ပိုင်စင်ပြန်လဲကာဝင်နိုင်ခဲ့ရလဲဖြစ်ပါတယ်ဒါမြတ်တိတ်မဲ့ပြန်လဲရရှိထားတယ်ပြန်ပြတ်တယ်ခိုင်ရဝင်ရလာပြီလိုကျွတ်ဆွဲတက်လာခိုင်ရဝင်မယ်ခိုင်ရဝင်တင်မို့ပေးထားကောင်းမြင်ချင်းရလာပြီလက်ကန်နေကောင်းမြင်ချင်းခွင်းကောင်းကိုရခဲ့ပြီမဲ့လည်းအသုံးချနိုင်ခဲ့ခြင်းတော့မရှိခဲ့ရလဲဖြစ်ပါတယ်ခိုင်ဝင်းလူချွတ်ဘောလုံးရလာပြီးတော့အသင်းပေါ်ကောင်းမြင်ချင်းကိုပေးခဲ့ရလဲဖြစ်ပါတယ်ကောင်းမြင်ချင်းသူရဲ့ဘယ်ချင်းနဲ့ကန်သွင်းခဲ့ပြီမဲ့လည်းကန်ချက်ကတော့အားဖြော့နေခဲ့ပြီပြင်မဲ့တဲ့ကိုသမားထူးကျော်ပဲပြင်လည်ဖမ်းယူသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ရပြန်သိမယ်ချန်ကြီးပေးလိုက်ညီညီအောင်လိုက်နေဘောလုံးရလာပြီ
လက်ကမ်ပြီခင်ဗျာဒါမှလည်းပိုင်စင်ပြန်လဲပို့ထုတ်ကောက်ဝင်နိုင်ခဲ့ရလဲဖြစ်ပါတယ်ညီအောင်ကန်ချက်တော့ကောင်းမွန်ခဲ့ပေမဲ့လည်းပိုင်စင်ကလည်းအကောင်းဆုံးတော့ပြန်လဲပို့ထုတ်ကောက်ဝင်နိုင်ခဲ့ရလဲဖြစ်ပါတယ် လက်ရှိချိန်မှာ ISB အသင်းတောင်းကံပေါ်ခံခွင့်ရတာဖြစ်ပါတယ်အသင်းကောင်းတော့မှားထားပြီးတယ်ခန်းစစ်စုံထဲမှာမကြာခဏဆိုလို ပါတယ်ညာကြောင့်ဖြန့်လာပြီများတို့လေကောင်းမွန်နေပြဖို့မှုတစ်ခုပါပဲညီအောင်ရလာပြီများဒီဘက်ထဲမှာလက်ကမ်ပြီကျော်တရားစောပဲအရှုပ်ကန်နေပြီးထားရမြဝင်ပြေးမှာဘောလုံးရလာပြီဝင်ပြေးမှာလက်ကဲနေထပ်မှန်ပြီးတော့ကန်ချက်ကအားပြော့နေခဲ့ပြန်တာလည်းဖြစ်ပါတယ်ပထမတစ်ချိန်ကလည်းသူရဲ့ကန်ချက်အားများခဲ့လို့ဒီချိန်ကန်ချက်ကလည်းအားပြော့နေခဲ့ရလည်းဖြစ်ပါတယ် ရှေ့ကိုပို့ထားပြီးတယ်ထပ်ပိတ်တယ်လွဲတယ်များအခုဆိုတော့ကောင်းမြန်ချင်းရထားသေးတယ်ကန်တယ်ကိုကန်သွင်းခွင့်နေနေဆိုရင်တော့လက်ရှိမိနစ်ပိုင်းတွင်မှာ2ကြိမ်ဆက်ကိုကန်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်တော့ခန်းစစ်ကစားသမားတူကကာကွယ်ခဲ့တာဖြစ်ပါတယ်ကိုသမားထူးကျော်ရဲ့လက်စွမ်းကောင်းမွန်ခဲ့တယ်လို့ခန်းစစ်ကစားသမားတွေအာယုံစူးစိုက်မှုကလည်းလက်ရှိချိန်နေထိရတာအပြည့်ပဲ ဟိတ်ထက်ညင်ဘောလုံးရလာပြီဘယ်ချမ်းကိုဖြတ်နေမြဘယ်ချမ်းမှာတော့ကောင်းမြင့်ကြီးရှိနေဂျင်မလီနဲ့ထိန်းနိုင်အေးရဲဝင်လာတယ်ကောင်းမြင့်ကြီးလက်ကဲပြီ ISB တင်ချီပါကိုပြန်လဲရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ချီပါကိုတော့တင်းရဲ့ဘယ်ချမ်းတောင်မှတိုက်စစ်ကကောင်းမြင့်ကြီးကဒီချိန်မှာတော့အမှားမရှိကန်သွင်းအဆုံးသတ်သွားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဘယ်ချမ်းမှာရလာတဲ့အခွင့်အရေးတော့ဂျင်မလီနဲ့ထိမီအေးရဲတိုးဝင်ကကောင်းမြင့်ကြီးဘယ်ချီနဲ့ပဲအဆုံးသတ်ကန်သွင်းခဲ့ရလည်းဖြစ်ပါတယ် ဦးစနစောအောင်မျိုးရှေ့ကိုပဲထက်လှိမ့်ပေးထားတယ်များရထားသေးတယ်များအလဲကိုထည့်ပေးထားတယ်ဝင်းပြင်းမောင်အနေငယ်တုံဆိုင်တဲ့အခြေအနေဟာပြန်ပဲတင်ဘောလုံးရသွားတာပဲဖြစ်ပါတယ်ဦးစနတော့ရမယူနိုက်တက်တင်ရှေ့ကိုထည့်ပေးထားတယ်တိုက်စစ်စင်မှုအတွက်ကြိုးစားလာပြီများရှေ့ကိုထက်လှိမ့်ပေးထားတယ်အေရီယာတွေကိုရောက်ပြီများချမ်းချင်းရထားသေးတယ်ဦးဆောင်ကိုရနိုင်လောက်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်ချမ်းချင်းပိုင်ပိုင်နိုင်နိုင်ကန်သွင်းမှုကြိုးစားခဲ့မယ်လေလွဲတယ်များအခုလိုမျိုးတံပြန်တိုက်စစ်ကနေဦးဆောင်ခွင့်ရနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ် ISB တင်ခန်းစစ်ကောင်းတယ်မြလိုင်းနေစောမျိုးဘောလုံးရတဲ့တယောက်ကြော်တယ်စောမျိုးရထားသေးတယ်မြရွာတွေဝင်လာပြီစောမျိုးပဲကြောက်ခောက်တယ်လက်ကဲတယ်အချိန်မိုမိနစ်တည်းရောက်တဲ့အချိန်မှာတော့ ISB တင်ပွဲစဉ်တောက်လျှောက်သူတို့ရှာဖွေနေတဲ့တွင်းကိုတကူတော့သူ့ကိုတွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်စောမျိုး ဒီချိန်မှာရလာတဲ့အခွင့်အရေးကိုတော့ဒီကိုတော့ဆော့ဆော့ဝင်နေပဲပြန်မသိရဲ့ပထမ area ထဲမှာတယောက်ကြော်ပြီးတော့ယခုလိုမျိုးပဲအမောင်းမရှိတော့ကန်သွင်းအဆုံးသတ်သွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ပွဲစားရဲ့အချိန်မို65မိနစ်အရောက်မှာတော့ ISB တင်ပွဲကိုတော့ပြန်လဲပြီးတော့ဥဆောင်သွားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်အားသာမနာရှင်ပြည်သူများခင်ဗျာရမညာတင်တဲ့ ISB တင်တို့ရဲ့ပွဲစားချင်းမိနစ်90အတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ ISB တင်ရဲ့နောက်ကျအနိုင်ကိုနဲ့အတူရမညာတင်ကိုတကိုးနှကိုးဆိုတဲ့ရလနဲ့အနိုင်ရခဲ့ပါကြောင်းအစီအကံတင်ဆက်နေပဲကျွန်တော်တို့ရဲ့ဓာတ်ရိုက်ထုတ်တဲ့တင်ဆက်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ။ကြည့်ရှုအားပေးခဲ့ကြတဲ့အားသာမနာရှင်ပြည်သူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ ဒီမှာဒီစနေ2015 2016ပြည်ပေါ်လုံးပြန်ပွဲ